ခိုးပြီးသွားပြီဆိုမရတော့သူခိုးလိုက်တဲ့အချိန်မှာကိုကြာလာသူကနော်သူကဘလို့နေရာမျိုးမှာမကြဘူးလဲဆိုရင်သူကမြေတွေဘာတွေခိုးတဲ့ဟာမျိုးဆိုရင်တော့ရတယ်သူကပစ္စည်းခိုးတဲ့အခါမှာ2မျိုးရှိတယ်ရွှေ့လို့ရတဲ့ပစ္စည်းကိုခိုးတာနဲ့ရွှေ့လို့မရတဲ့ပစ္စည်းကိုခိုးတာရွှေ့လို့ရတဲ့ပစ္စည်းကိုခိုးတယ်ဆိုလို့ရှိရင်တော့ပစ္စည်းရွေးလို့ရတဲ့ဥပမာဖုန်းလိုပါတော့ခိုးတယ်ကွန်ပျူတာလိုပါတော့ခိုးတယ်ရွေးလို့ရတဲ့ပစ္စည်းတွေအဲ့ဒါဆိုရင်ခိုးကြတဲ့အောင်တော့ကြာပြီနေရရွေးတာနဲ့ကြာပြီသူကခိုးလို့တဲ့စိတ်ပါတယ်ပစ္စည်းကိုဒီလိုလေးမလိုက်တာနဲ့ကိုတော့ကြာပြီပြီးမှပြန်ထားရင်လည်းမရတော့ဘူးသူကနော်ဒီဖုန်းလေးသဘောကျတယ်ဆိုတော့ဖုန်းကောက်ကင်လိုက်တယ်ပြီးမှဟာပိုင်ရှင်လည်းမရှိငါယူသွားမယ်ဆိုတော့ပြီးမှဟာမကောင်းပါဘူးလေဆိုပြန်ချလိုက်တယ်ကြာသွားရင်မရတော့ဘူးသူကပြန်ထားရင်လည်းမရဘူးပါတိကကြာတယ်ဒါရွေးပြောင်းတဲ့ရွှေ့လို့ရတဲ့ပစ္စည်းပေါ့ရွေးလို့မရတဲ့ပစ္စည်းဆိုတာကအမှမြေတွေပေါ့ချမ်းမြေတွေဖုံးရင်းကြောင်းတွေရတဲ့ခါလေကိုချံကိုကျဲစေခြင်းတဲ့ခါကျသူများချန်စီကိုကျဲခတ်တာလေတိတိနဲ့တမင်တကာသူများချန်စီကိုကြော်ခတ်တာမျိုးကျူးကြော်တာမျိုးပေါ့လေဆိုတော့အဲ့ကြတော့သူကဘာနဲ့ဆိုင်လဲဆိုတော့ကျူးကြော်ရုံတက်တဲ့ပါတိကမကြသေးဘူးပိုင်ရှင်ဘက်ကနေဆုံးမချက်ချမှာပိုင်ရှင်ဘက်ကနေပြီးတော့ဟာငါချံကိုဒီဖုံးရင်းကျူးကြော်တယ်ဆိုပြီးတော့သူကအဲ့ဆိုဖုံးရင်းစီကသူတောင်းတယ်ဖုံးကြီးကမပေးဘူးဖုံးကြီးကမပေးဘူးအဲ့လိုပိုင်ရှင်ကလည်းဟာငါတော့မရတော့ဘူးဆိုပြီးတော့ဆုံးမချက်ချလိုက်တယ်အဲ့ခါသူကြတယ်အဲ့လူရဲ့ဆုံးမချက်နဲ့ဆိုင်သွားတယ်လူပုဂ္ဂိုလ်ကငါမရတော့ဘူးလို့ဆုံးမချက်ချတယ်တော့ပါတိကကြသွားတယ်အဲ့ဆိုရင်အဲ့တော့လူဘက်ကအဲ့လိုမျိုးမချပဲနဲ့အချင်းမြတ်အဲ့ဆိုတပြီးတော့လူပါတယ်ဘုရားလို့ပေးလိုက်ရင်ရတယ်အဲ့တော့ဆိုလိုတာကရွှေပြောင်းလို့မရတဲ့ပစ္စည်းဆိုရင်လူဘက်ကပါတိကမကြောက်လှူပေးလိုက်ရတယ်ရွှေပြောင်းတဲ့ပစ္စည်းဆိုရင်တော့လူနဲ့မဆိုင်တော့ရွေးတာနဲ့ကိုကျသွားပြီနော်အဲ့လိုမျိုးတော့ခွဲတယ်